လာတော့မယ့်နှစ်သက်မှာဘာတွေဖြစ်လာမလဲဆိုတာတွေ့တော့ရင်စိတ်ကူးနေကြပြီမလားနော်ပြည်သက်ကြီးလိုမျိုးပါပဲ UI မြန်မာတချို့ရောနှစ်သက်ကိုဘယ်လိုဖြစ်တန်းစေခြင်းလဲဆိုရဲစုမကောင်းလေးတွေကြည့်ရှုရင်2026ကိုတူတူကြိုဆိုကြရအောင်နော်အားလုံးပဲကြိုဆိုကြကောင်းတဲ့မိသားစုပွားလေးကိုပတ်စံနေကြပါစေလို့ကျွန်တော်တို့ပြောအေးနံပါတ်များမှာစုမကောင်းတောင်းရပါမယ်ရှင် We dream more, we learn more, we do more, we will become more. Happy New Year ပါတစ်မှာအားလုံးပဲတိုးချိုးကြကောင်းတဲ့မိသားစုပေါ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ UI မှာမြန်မာအစုမကောင်တောင်းလိုက်ရပါတယ် We dream more, we learn more, we do more, we will become more အားလုံးပဲ Happy New Year ပါနှစ်သက်မှာအားလုံးဝပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ UI မြန်မာမြန်မာစုမကောင်တောင်းပေးလိုက်ပါတယ်နှစ်သက်မှာအားလုံးပဲပျော်ရွှင်ကြကောင်းတဲ့မိသားစုတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ UI မြန်မာမြန်မာစုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲနှစ်သက်မှာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ရဲ့ UI မှာနှစ်သက်စုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင် Dream more, we learn more, we do more, we will become more. အခုကြည့်ရှုနေကြတဲ့သူအားလုံးလည်းနှစ်ဟောင်းနဲ့အစိုးခတ်တွေကိုခြံခဲ့ပြီးနှစ်သက်မှာစိတ်တင်လူတင်နဲ့စိတ်ချမ်းသာကိုချမ်းသာစွာထူထမ်းနိုင်ကြပါစေ။နှစ်သက်မှာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ UI member များမှာဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ဒီလိုအစမပြေမှုတွေကိုနောက်မှထားခဲ့ပြီး2026ကိုစိတ်သက်လူတင်နဲ့စတင်နိုင်ကြပါစေ။ American ဆိုတော့တူဖြစ်တဲ့ Brad Pitt လေးပြောခဲ့တယ်လို့ပဲနှစ်သက်တစ်နေ့ရဲ့ပထမဆုံးနေ့ဆိုတာဟာစာမျက်နှာအလွတ်365ရက်ပါတဲ့စာအုပ်တုပ်ရဲ့ပထမဆုံးစာမျက်နှာဖြစ်တဲ့အလျောက်တန်ရှိနေတဲ့စာမျက်နှာအားလုံးလည်းကောင်းမွန်တဲ့ story တစ်ခုနဲ့အတူဖြည့်ဆွတ်ကြပါစို့လားရှင်2025ကုန်ပြီး2026ရောက်ရှိရမယ့်ကာလအချိန်ဖြစ်တဲ့အတွက်အားလုံးလည်းဒီဟောင်းဖြစ်တဲ့2025မှာပြုလုပ်ခဲ့ကြုံနေရတဲ့ခက်ခဲပြဿနာတွေအကုန်လုံးမြင်ဆိုင်ကြော်လာနိုင်ပြီးတော့2026ဆိုတဲ့နှစ်အစမှာနေ့အသစ်တော့နေ့ဒီမှာကိုယ်အတွက်ကိုယ်ကောင်းမွန်နေရည်စိတ်ဓာတ်ဒုက္ခဉာဏ်ဒုက္ခကာယဒုက္ခတွေနဲ့အကုန်ပြည့်စုံကြပါစေလို့ UI တရားနေပြီးတော့ဆုမွန်တော်မိလိုက်ပါတယ်။ကျွန်တော်2026ရဲ့နှစ်ကိုရောက်လာတဲ့အချိန်မှာ UI ရဲ့ logo အကြောင်းလေးဖြစ်တဲ့တက်ကြွတဲ့အဝါရောင်လေးအတိုင်းအောက်ဆိုတဲ့အရာလေးနဲ့ရှင်းဆက်ကြရအောင်နော်။ပုံမနွေးထွေးရဲ့ရဝန်းလေးနဲ့တကွခွင့်လက်သက်တွေယူဆောင်နိုင်မယ်နှစ်သက်လေးဖြစ်အောင်အတက်နိုင်ဆုံးစူးစမ်းနိုင်တဲ့2026ခုနှစ်ဖြစ်ပါစီလို့ဆုမွန်ကောင်းချွေးလိုက်ရပါတယ်ရှင်။ဒီ2026နှစ်သက်ကူမှာစပြီးတော့နောက်နေ့တွေအများကြီးအနာရောဂါကင်းဘေးရန်ကင်းတဲ့နှစ်တွေကိုပိုင်ဆိုင်ရပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပုံလို့နှစ်သက်ကူရမယ်ဆိုတော့ဒီ2025ထဲမှာဖြစ်ချင်တယ်လို့မဖြစ်ခဲ့ရတဲ့အရာတွေကောင်းဆုံးလှုပ်ဆောင်ခဲ့ပေမဲ့ပျော်လေးထားတယ်လို့ဖြစ်လာခဲ့တဲ့အရာတွေပေါ့နော်။အဲ့လိုအရာတွေကြုံလာခဲ့တဲ့အခက်အခဲတွေပြဿနာတွေရှိခဲ့လို့ရှိရင်ဒါမဲ့2026မှာကောင်းဆုံးရင်ဆိုင်နိုင်ပါလေအတူနိုင်ပါလေအခုဆိုရင်တော့တဘာဘေးရန်တွေနဲ့ပြည်နေနေတဲ့2025ခုနှစ်ကအကုန်ဆုံးသွားပြီဖြစ်ပါတယ်ဒီတော့လူတိုင်းမှာ2026အတွက်ပိုကောင်းတဲ့အစီအစဉ်တွေရှိမယ်လို့ယုံကြည်ပါတယ်ဆိုတော့အကုန်ဆုံးသွားပြီဖြစ်တဲ့2025ခုနှစ်ကနေပြီးတော့သင်ခန်းစာယူရင်းနဲ့ပဲ2026မှာကိုအတွက်ကော UI ရဲ့အတွက်ကောပို့ပြီးတော့ကောင်းအောင်စူးစမ်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ